စကူးသင်းဖန်တွေရဲ့အိမ်မက်ဆိုးကမန်စီးရီးရဲ့ပြန်လာမှုပဲမန်ချက်စတာစီးရီးသင်းရဲ့လက်ရှိခေါ်ယူအားပြည့်မှုတွေကကြောက်ခမန်းလိလိပါပဲဒီနောက်ရသည်မှာမန်ချက်စတာစီးရီးကချန်ပီယံဆုကိုပြန်လည်စိန်ခေါ်နိုင်မှုအတွက်အလားအလာကောင်းတွေကိုမြင်နေရတယ်အားလုံးသိထားတဲ့မနစ်ကစူပလာအားလုံးကိုလက်လွတ်လိုက်ရတဲ့အခြေအနေမျိုးကိုပက်ဂွာရီယိုလာနဲ့ရှိတ်မန်ဆိုတို့ကထပ်ပြီးတော့အဖြစ်မခံတော့ပါဘူးအဲဒါကြောင့်မလို့နထင်ထိသွားတဲ့မန်ချက်စတာစီးရီးကအခုနွေရာသီအပြောင်းရွှေ့ကာလမှာအရေးပါတဲ့ခေါ်ယူမှုတွေကိုဇက်တိုက်ကိုပြုလုပ်နေရလက်ဖျားခါခြင်းကြပါFIFA Club World Cup ကစားဖို့ရှိနေတဲ့ Manchester City ကဒီတစ်ပတ်အတွင်းမှာပဲအသင်းရဲ့အဝင်စင်းတွေကိုကစားသမား၄ယောက်လောက်ထိရောက်ရှိလာပါတယ်။အစားတွေကအင်အားတောင်းနှင်းပြီးသားဖြစ်တဲ့ဒီလူစင်းတွေကိုဒီကစားသမားတွေကိုပေါင်းထည့်လိုက်တာက Man City အတွက်အချိုးပေါ်တကားဆင့်တယ်လို့ပါပဲ။ Wolf အသင်းရဲ့အသက်24နှစ်အရွယ်ဘယ်နောက်ခံလူ Ryan Inri Lion အသင်းရဲ့အသက်22နှစ်အရွယ်ညာတောင်မှန်ကစားသမား Ryan Cherki Chelsea ကအသက်33နှစ်ကိုသမား Marcus Bettinelli နဲ့ AC Milan ရဲ့26နှစ်သားကွင်းလေလူဖြစ်တဲ့ Tijani Reinders တို့က Manchester City ရဲ့လိုအပ်နေတဲ့နေရာတွေအတွက်ကွက်တိဝင်တဲ့ကစားသမားတွေပါ။ကဗာဒီယိုပဲကစားနေရချိန်မှာနောက်ရဒီမှာတော့သူ့ရဲ့နေရာမှန်ဖြစ်တဲ့ CB နေရာကိုပြန်ပို့ပြီးတော့လက်ဘက်နေရာမှာတော့ Anurio ကစားစီမဲ့သဘောပါပဲ။ဒါအပြင်ဂန်နိုဂန်ရဲ့တပံပြန်လာတဲ့ခြေစွမ်းထိုးကျသွားတဲ့အချိန်မှာသူ့နေရာအတွက် Reinders ကအကောင်းဆုံးအစားထိုးမှုပါပဲ။ Central Midfield Defense Midfield ဘယ်လိုပဲကစားအကောင်းဆုံးကစားနိုင်ပြီးတော့ ball carry ရမယ် defensive action ရောပြီးတော့ attacking mindset ပါအပြည့်ရှိတဲ့ကွင်းလေတယောက်ကိုရလိုက်တာကစီးအတွက်မဟာကန်ထူးမှုပါချာကီကတော့ပြောစရာမလိုတဲ့ကစားသမားတယောက်ဖြစ်ပြီးတော့ဒီ Brian ကနှစ်ပေါင်းများစွာရယူခဲ့ရတဲ့ chance creation တွေကိုပခုံးပြောင်းရယူပေးနိုင်မယ့်ကစားသမားပါဒါကြောင့်အပြိုင်ဆိုင်ဖြည့်တင်းလာခဲ့ကြတဲ့ Premier League ရဝန်းထဲမှာလေစီးရီးရဲ့မိုးချိန်တန်ကငြိမ်မနေခဲ့ကြောင်းထင်ရှားနေပါတယ်။စကူးသင်းဖန်တွေအတွက်သတင်းဆိုပါ Manchester City ပြန်လာပါပြီ။